မင်းကလေးတိုင်းအတွက်စကားလက်ဆောင်မင်းကလေးတိုင်းလှလှပပလေးနေပါပေါ်ပါလွတ်လပ်စွာဘဝကိုရှင်သန်နိုင်ဖို့ဘဟုတုတရှိမဲ့စာတွေလေးဖတ်ရမယ်ပြီးတော့ကိုအားကိုပြီးအလုပ်လေးလုပ်ပါမင်းကလေးဆိုတာအလှပလေးမဲ့တယ်ခန္ဓာကိုယ်လှပကြောင့်ဘဝမလှတဲ့အဖြစ်တော့အနေတတိထားစီကံရှိနေထိုင်ပါတန်ရှင်းမှုနဲ့အမြဲတမ်းတက်ရက်စွာလှလှလေးတွေတက်ဖို့မမေ့ပါနဲ့မင်းကလေးတယောက်ကတက်ရက်တက်ရှင်မှုတွေနဲ့လှလှပပနေခြင်းကကိုယုံကြည်မှုတိုးစေပါတယ်မင်းကလေးဆိုတာဒီကဘာမြေကြီးရဲ့မိခင်ဖြစ်တယ်လို့အတက်နိုင်ဆုံးအချိန်ပေးပြီးအသိပညာရစေမယ်ခွန်အားရှိစေမယ်စာပေတွေကိုဖတ်ရှုလေ့လာသင်ပါတယ်စာဖတ်တဲ့မင်းကလေးတယောက်ဟာအမြဲတမ်းတက်တက်ကြွကြွနဲ့လန်းဆန်းစေတယ်တည်ငြိမ်ရင့်ကျက်မှုတွေရှိတဲ့ဘဝကိုပိုင်ဆိုင်ရစေတယ်စိတ်နှလုံးသားလှပပြီးသိမ်မွေးနှူးညံ့လာစေတယ်ဘဝရဲ့လောကဒဏ်ကိုပြုံလေးနဲ့ရင်ဆိုင်လာနိုင်စေတယ်ပြုံလေးနဲ့ရင်ဆိုင်နိုင်စေတယ်ကိုအားနွဲတဲ့မိန်းမသားတယောက်နဲ့မတူအောင်စိတ်သက်တွေလည်းကြန့်ခိုင်တန်မာလာစေတယ်မင်းကလေးဆိုတာတနာကျင်နာတက်တဲ့စိတ်ကိုချင်းဆန္ဒစိတ်နဲ့ကိုညီတက်တဲ့စေတနာခွင်းလွတ်နားလဲပေးနိုင်တတ်တဲ့သဘောထားရိုးသားပြုစင်တဲ့နှလုံးသားပိုင်ရှိဖြစ်နေဖို့လဲအလွန်ရေးကြီးပါတယ်တခါတလေဘဝမှာအာနာတတဲလူနဲ့ရိုးသားတဲ့လူတွေအတွက်လက်ဆောင်အဖြစ်ဆုံးရှုံးမှုတွေရတတ်တဲ့အခြေအနေရဘာကိုပဲဆွန့်လွတ်ရပါစေရိုးသားတဲ့အကျဉ်းစာရိတ္တရဲ့လှပတဲ့အပြုံးတွေရဲ့ကိုယုံကြည်ချက်တွေရဲ့ကိုဘယ်တော့မှမဆွန့်လွတ်ရဘူးအဲ့ဒီအရာတွေကဘဝကိုလှပစေဖို့ပံ့ပိုးပေးနေတဲ့ကိုသွေးတွေကြီးပါပဲအနာဂတ်ဘဝမှာအလှတရားတွေပိုရှိလာစေမှာပါမင်းကလေးဆိုတာဘလောက်ပဲပြည့်စုံချမ်းသာနေပါစေမေတ္တာရေးလူမှုရေးငွေရေးကြေးရေးပညာရေးရာသူတစ်ပါးကိုအားကိုးရရင်အားကိုးရမယ်ဒါပေမဲ့အကောင်းဆုံးကတော့သိက္ခာရှိနေပြီးကိုအားကိုခြင်းမှာပဲမင်းကလေးဆိုတာခက်ခဲမှုနဲ့ကြုံနိုင်အတွေးများတဲ့အတွေးအခေါ်ကစားပြီးပြုပြင်ပြောင်းလဲနိုင်ရမယ်အလုပ်တစ်ခုကိုအာရုံစူးစိုက်လုပ်တဲ့နဲ့ကိုခြေထောက်ပေါ်ကိုရက်တည်နိုင်ရမယ်လောကကြီးမှာခေါင်းမော့ရင်ကော်ပြီးနေနိုင်ရမယ်ဘဝကိုပေါ့ပြက်ပြက်နဲ့လုံးဝမနေပါနဲ့ကိုဘဝကိုပဲ့ကင်ထိန်ကြောင်းနိုင်တဲ့မင်းကလေးတယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားပြီးနေထိုင်ရမယ်ဒါကြောင့်စာပေဘဟုတုတနဲ့အနည်းဆုံးမှနေပါမင်းကလေးတယောက်ကဆင်းရဲတဲ့ဘဝကိုကြောက်တာမဟုတ်ဘူးပတ်စံတွေကလူစကားမပြောပေမဲ့လူတွေကတော့ပတ်စံစကားတွေပြောပြီးအစင်တန်းတွေခွဲခြားထင်သေးတဲ့အကြည့်တွေနဲ့နှိမ်တက်တဲ့လူတွေရဲ့မျက်နှာတွေရဲ့အောက်မှာမျက်နှာငယ်ပြီးမနေနိုင်လို့ပါပဲမင်းကလေးတယောက်ရဲ့အရေးချင်းမင်းကလေးတယောက်ရဲ့ကိုကျင့်တရားနဲ့တန်ဖို့မင်းကလေးတယောက်ရဲ့စီကံနဲ့သိက္ခာရှိခြင်းမင်းကလေးတယောက်ရဲ့အလှပဆုံးအပြုံးဒါတွေကတနေ့ကျရင်ဗရမများကြကအကောင်းဆုံးစိန်တပွင့်ဖြစ်လာစေရမယ်ငွေရောင်လက်ပတ်နိုင်ယူတွေကြားကတောက်ပြောင်နေတဲ့ရှီရောင်နိုင်လေးဖြစ်လာစေရမယ်ရောင်စုံပန်းတွေကြားကအနံ့အသင်းဆုံးတော်ဝင်သစင်ပန်းလေးဖြစ်စေရမယ်လို့ယုံကြည်မှုအပြည့်ရှိထားပါဒီလောက်ဆိုလုံလောက်ပါပြီလောကကြီးရဲ့နှစ်သမီးလေးတွေရေမိမိတို့ရဲ့ဘဝကိုစာဖတ်ခြင်းများဖြင့်မိတ်ဆွေဖွဲ့ပါပညာရှာပြီးစိတ်သက်ခွန်အားတွေမွေးပါစာအုပ်စာပေတွေနဲ့အဖော်ပြပါ